မိုးရေဆူရွှဲနေတဲ့အဝတ်စားပပလေးအောက်ကအာနာရဲ့ခန္ဓာကိုယ်အကောက်ကွေးတွေကိုကြက်မြင်လိုက်ရပေမဲ့သူကရောင်မသွားခြင်းမရှိပဲအဝတ်တစ်ခုနဲ့လိမ္မာပါးနတ်စွာကွယ်ပေးလိုက်တဲ့အာနာကသူ့ကိုဘာလို့ဒီလောက်ထိရှေးရိုးဆန်ပြီးစီးဆောင်နေရတာလဲလို့မေးလိုက်တဲ့ကြက်ပြန်ဖြေတာကတော့ကျွန်တော်ကတာမန်တော့တယောက်ပါဗျာအဝတ်စားမလုံးမချုံဖြစ်နေတဲ့အမျိုးသမီးတယောက်နဲ့အခန်းတစ်ခုတည်းအတူရှိနေတာကိုသူများတွေသိသွားရင်ကျွန်တော်ဆုံးရှုံးရမှာကအလုပ်တစ်ခုတည်းမဟုတ်ဘူးလေကျဲရဲ့စကားကအာနာကိုအိမ်မက်ကနေချက်ချင်းနှုတ်လိုက်တယ်လို့ပါပဲမိုးတိတ်တာနဲ့သူအဝတ်အစားမြန်ဝတ်ပြီးအိမ်ပြန်ပြေးခဲ့တယ်ဒီအဖြစ်ပြက်ပြီးတော့အာနာအိမ်ပြန်ရောက်ချိန်မှာခင်ပွန်းတီစီကနှစ်သိမ့်မှုလိုချင်ပေမဲ့ခင်ပွန်းကတော့ရေငုံနှုတ်ပိတ်နေခဲ့တယ်ဒီကိစ္စကြောင့်ပဲအာနာဆုံးဖြတ်ချက်ချလိုက်ပြီးကျဲရဲ့အတိတ်ကြောင့်စုံစမ်းတယ်လို့ကျဲနဲ့တွေ့ကျင်စောနဲ့တောအုပ်ဖက်ကိုမကြာခဏလမ်းလျှောက်ထွက်လာပါတော့တယ်တနေ့တော့နှောင်အိမ်ထဲကငှက်ပေါက်စလေးတွေကိုကြည့်ပြီးအာနာရဲ့ရင်ထဲမှာဘဝတစ်တစ်ခုကိုတောင်းတတဲ့စိတ်ဖြစ်ပေါ်လာတယ်ဒါကိုမြင်တော့ဂျက်ကငှက်ကလေးတစ်ကောင်ကိုအာနာလက်ဘဝပေါ်တင်ပေးလိုက်တယ်အာနာရဲ့ကျင်နာတတ်တဲ့မျက်နှာလေးကိုကြည့်ပြီးဂျက်နှုတ်ကနေလွတ်ခနဲ့ပြောလိုက်မိတယ်ဒီငှက်ပေါက်စလေးကခမားကိုသူ့အမေရင်းလို့ထင်နေတာဗျမရည်ရွယ်ပဲပြောလိုက်တဲ့ဒီစကားကအာနာရဲ့အနာကိုတက်တက်ထိသွားစေတယ်မျက်နှာအုပ်ပြီးရှိုက်ကြီးတင်ရင်မိုဘာလီရောကျက်လဲဘာလို့ရမှန်းမသိပဲအာနာလက်ကလေးကိုကင်ပြီးနှစ်သိမ့်ပေးတဲ့နှစ်ယောက်သားမျက်လုံးချင်းစုံမိတဲ့အချိန်မှာတော့ဘယ်သူမှမတားဆီးနိုင်တဲ့စိတ်ဆန္ဒတွေပေါက်ဖွာလာပြီးပတ်ဝန်းကျင်တစ်ခုလုံးအပူချိန်မြင့်တက်လာကဂျက်ကအာနာကိုတစ်သားတဲလေးနဲ့ခေါ်သွားပါတော့တယ်